ရာဦးတိုင်းဒေသကြီးဝင်းကောက်မြို့ရှိကြောက်စိမ့်စီတော်မြတ်ကြီးရွှေထီတော်တင်လူပွဲပါကျွန်တော်တို့အထွတ်ရွှေထီတော်တင်လူမဲ့နေရာကိုကျွန်တော်တို့ဒါနသိဋ္ဌိသာသနာပြုထီတော်တင်အဖွဲ့နဲ့အတူကျွန်တော်အာသာသိဆောင်ကံပွင့်အာသာသိဆောင်ကြီးလေးထက်လင်းတို့ဒီနေ့ကုသိုလ်ယူထီတော်တင်မှာဖြစ်ပါတယ်ဝိဇယသိဋ္ဌိကြောက်စိမ့်စီတော်မြတ်ကြီးဝိဇယသိဋ္ဌိကြောက်စိမ့်စီတော်မြတ်ကြီးအထွတ်ဆွေထီတော်အထွတ်တင်လူမှာဖြစ်ပါတယ်ကဲပြည်သူတွေကတော့မြင်တဲ့အတိုင်းပါပဲဗျာဒါတော့ကျွန်တော်တို့ကွင်းကောက်မြို့ကြောက်စိမ့်စီတော်မြတ်ကြီးရဲ့အထက်ပြစ်စင်ကနေကျွန်တော်မြင်တွေ့နေရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ကဲအားလုံးကြီးညိုသရာပွားများနိုင်ငံအတွက်အခုတင်ပြပါလေဟိုးဘက်မှာမြင်တွေ့နေရတဲ့ဇီဒီတွေကတော့ကျွန်တော်တို့ကွင်းကောက်မြို့ရဲ့တမိုင်းဝင်နန္ဒာလဇီတော်မြတ်ကြီးဖြစ်ပါတယ်မကြာမီချိန်တွင်းပါစီရီတို့တင်လူတော့မှာဖြစ်ပါတယ်ခင်ဗျာကြီးညိုသရာပွားရင်ကျွန်တော်နဲ့အတူကုသိုလ်တွေထပ်တူရကြပါစေခင်ဗျာအဲ့ဒီဘုံကောင်းမှုကြောင့်စိတ်စီရီတော်မြတ်ကြီးရွှေထီတော်ငမြနာတော်စိတ်ဘူးတော်တင်လူတော်လို့အောင်မြင်သွားပါပြီဖြစ်ပါတယ်ရတနာရွှေမိုးရွာနေတာပါခင်ဗျာနာဆွေဘုံကိုအောက်မှာကျဲပါရကြွားကျွန်တော်အောက်ပါစတော့ဒီအောင်အိုက်တယ်အပေါ်နေတော့ရောက်မှာဆိုလားဘယ်မှာရှိတာပေါ့ဟာဗျာမင်းုံနဲ့ရောက်ပါမင်းုံနဲ့ရောက်ပါဟဲ့မင်းုံနဲ့တော့ဆက်သွားလိုက်ကဲကွန်းကောက်မြို့ကြောက်စိမ့်စီတော်ကြီးရွှေထီတော်ငှက်မျက်နာတော်စိတ်ဘူးတော်အောင်မြင်စွာတင်လူပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဟာတကူကံဝင်းနဲ့ကိုကျော်တော်တို့ကတော့ထမင်းစားပါတယ်ခင်ဗျာထမင်းပွဲသွားမကူပဲစားဟိုဘက်ကဘယ်သူလဲဗျာသူကလည်းစားနဲ့ပြီနဲ့ဗျကဲကျွန်တော်တို့ထမင်းစားပြီးတော့ကျွန်တော်တို့ကဒီမှာရွှေအေးလေးပါထပ်တောက်ပါတယ်ဗျာရွှေလေးပါတောက်ပါတယ်ထမင်းစားပါတယ်အားလုံးလည်းစားနေပါတယ်သူတို့လည်းစားပါတယ်အကုန်လုံးလည်းစားပါတယ်အားလုံးစားပါတယ်ဗျာကျွန်တော်တို့ကထမင်းစားပြီးလို့ရွှေအေးတောက်ပါတယ်လို့ပြောတော့လည်းရွှေအေးကြိုက်ပါတယ်ရွှေလေးပူလို့ရွှေလေးအေးသွားအောင်အားလုံးပဲမင်္ဂလာပါဗျ